ရင်ဘွားတော့ကကောင်မလေးဟာသူ့ရဲ့အမဖြစ်သူနင်းမြွေနဲ့မဖွဲမရလုံးနေတာကိုပတ်ပေးမိသွားခဲ့ပါတယ်။သူမကဒီကိစ္စကိုဖွင့်ပြောပြီးအမဖြစ်သူရဲ့နမီပြတ်သွားမှာကိုစိုးရိမ်တဲ့အတွက်မိဘတွေကအမဖြစ်သူနဲ့ပေါင်းပြီးကောင်မလေးရဲ့ကြောက်စိမ့်ဆွဲကြိုးကိုလူယူခဲ့ကြပါတယ်။အဲ့ဒီကြောက်စိမ့်ဆွဲကြိုးနဲ့ပဲအမဖြစ်သူကကောင်မလေးရဲ့နေရာကိုယူပြီးမိငက်နဲ့လက်ထပ်သွားခဲ့ပါတယ်။ကောင်မလေးကတော့နင်းမြွေနဲ့အတင်းကျပ်လက်ထပ်ခဲ့ရပါတယ်။မထင်မှတ်ပဲအပူချိန်လွန်ခဲ့တဲ့ကဘာပြက်ကကြီးရောက်လာခဲ့ပါတယ်။အမဖြစ်သူရဲ့ခန္ဓာကိုယ်ဟာအပူဒဏ်ကြောင့်နေရာအနှံ့အနာတွေပေါက်ပြီးပုတ်ပုတ်လာခဲ့ပေမဲ့ကောင်မလေးကတော့နင်းမြွေရဲ့အေးတဲ့ခန္ဓာကိုယ်ကြောင့်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။မကျေနပ်ချက်တွေပြည့်နှက်နေတဲ့အမဖြစ်သူဟာမသေးခင်မှာပဲနင်းမြွေကိုမြောက်ပင်သွေးထိုးပြီးကောင်မလေးကိုတပ်ပစ်ခိုင်းခဲ့ပါတယ်။သူမမျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါကောင်မလေးဟာမိငက်လာရောက်တောင်းရတဲ့နေ့မှာပဲပြန်လည်မွေးဖွားလာခဲ့ပါတယ်။ဒီဘဝမှာလည်းသူမရဲ့မိဘတွေကအမဖြစ်သူကိုပဲမျက်နှာသာပေးဖို့စီစဉ်နေကြဆဲပါဒါပေမဲ့သူမကိုအန်တသွားစေတာကအမဖြစ်သူဟာမိငက်နဲ့လက်ထပ်ဖို့ကိုပြက်ပြက်သားသားညှင်းဆန်လိုက်တာပါပဲဒါကိုကြားတော့ကောင်မလေးကသူမရဲ့အမဖြစ်သူလည်းအရင်ဘဝကနေပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမကအမဖြစ်သူကိုချက်ချင်းထားလိုက်ပြီးမိငက်နဲ့မယူဘူးလို့တင်းခံနေရင်သူမစီကခိုးယူထားတဲ့ကြောက်စိမ့်ဆွဲကြိုးကိုပြန်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါကိုကြားတော့အမဖြစ်သူကကြောက်စိမ့်ဆွဲကြိုးကိုဆွဲဖြုတ်ပြီးကောင်မလေးလက်ထဲကိုကြမ်းကြမ်းနန်းနန်းပြစ်ပေးလိုက်ပါတယ်ပြီးတော့နင်းမြွေကိုရှာဖို့ကမန်းကရန်ထွက်သွားပါတော့တယ်။အဖွားဖြစ်သူဆုံးပါသွားပြီးနောက်ခြံထားခဲ့တဲ့တခုတည်းသောအမွေနှစ်ဖြစ်တဲ့ကြောက်စိမ့်ဆွဲကြိုးလေးပြန်ရလာတဲ့အတွက်ကောင်မလေးဟာမျက်ရည်မစေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။မထင်မှတ်ပဲသူမရဲ့မျက်ရည်စာတွေကြောက်စိမ့်ဆွဲကြိုးပေါ်ကျသွားတဲ့အခါချက်ချင်းဆိုသလိုပဲရှိုးဝက်တို့လောင်ခန်းတစ်ခုပွင့်လာခဲ့ပါတယ်။သူမရဲ့လက်ကိုညင်ညင်သာသာလေးဝှေ့ရမ်းလိုက်တာနဲ့အိမ်ပြင်ဘက်ကပရိဘောဂတွေအားလုံးကိုအဲ့ဒီနေရာထဲအလွယ်တကူထည့်သွင်းနိုင်ခဲ့ပါတယ်။ရေနွေးပူတစ်ခွက်ကိုအထဲထည့်ထားလိုက်ရာကနေတနာရီကြာတဲ့အထိပူလောလောဖြစ်နေတော့ပါပဲ။ဒီလိုရတနာမျိုးရှိနေတဲ့အတွက်သူမအနေနဲ့အပူချိန်လွန်ခဲ့တဲ့ကဘာပြက်ကပ်ပဲလာအလွန်အေးခဲ့တဲ့ကဘာပြက်ကပ်ပဲဖြစ်အလွယ်တကူရင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။မကြာခင်မှာပဲမိဘတွေကမင်္ဂလာရက်သတ်မှတ်ပေးလိုက်ပါတယ်။မင်္ဂလာဆောင်တဲ့နေ့မှာမိငက်နဲ့နင်းမြွေတို့ရဲ့မင်္ဂလာဝေါ်ရင်တွေဟာစံအိမ်တော်ဂိတ်ပေါက်ရှိမှာအတူတူလာရက်ကြပါတယ်။မိငက်ရဲ့ဝေါ်ရင်ကရွှေစင်နဲ့လှုပ်ထားပြီးအရန်ကိုလှပခန်းနားနေပေမဲ့နင်းမြွေရဲ့ဝေါ်ရင်ကတော့စုတ်ချပြီးဟောင်းနှမ်းနေပါတယ်။ကြည့်နေတဲ့သူတွေကခိုးရကြပြီးမိဘတွေကတော့မျက်နှာပြက်ခဲ့ရပါတယ်။ဒါပေမဲ့အမဖြစ်သူကတော့သူမိဘတွေကိုအမြင်ချင်းတယ်လို့ထင်နေပါတယ်။မကြာခင်အပူချိန်လွန်ခဲ့တဲ့ကဘာပြက်ကကြီးရောက်လာတော့မှဖြစ်ပြီးရှို့အင်ငွေရတနာတွေဘလောက်ပဲရှိကဘာပြက်ချိန်မှာဘာမှအသုံးမဝင်တော့ဘူးလို့ပွင့်ပွင့်လင်းပြောဆိုလိုက်ပါတယ်ပြောပြီးတာနဲ့သူမကမိငက်ကိုအထင်သေးရှုပ်ချတဲ့အကြည့်တွေနဲ့လှမ်းကြည့်လိုက်ပါတယ်နင်းမြွေမျိုးနွယ်စီကိုလက်ထပ်လိုက်တာနဲ့အရင်ဘဝတုန်းကကောင်မလေးခံစားခဲ့ရတဲ့နင်းမြွေရဲ့ရက်စက်တဲ့နှိပ်စက်မှုတွေကိုသူမကိုယ်တိုင်ကြုံတွေ့ရတော့မယ်ဆိုတာကိုအမဖြစ်သူလုံးဝမသိခဲ့ရှာပါဘူးဒါပေမဲ့ကောင်မလေးကတော့အရင်ကမိငက်ဟာသူမအမကိုနည်းနည်းသဘောကျခဲ့ဘူးတယ်လို့ထင်နေပါတယ်အခုသူ့အမကဒီလောက်တောင်အထင်သေးနေတာဆိုတော့သူဝမ်းနေမှာဆိုလို့တိတ်တဆိတ်ပဲသူ့လက်ကိုစုပ်ကင်ပေးလိုက်ပါတယ်မထင်မှတ်ပဲမိငက်ရဲ့မျက်လုံးထဲမှာဆုံးရှုံးသွားတဲ့ဝမ်းနေမှုအရေးအယောင်လုံးဝမရှိပဲသူမကိုလက်ထပ်ရတဲ့အတွက်ပျော်ရွှင်နေတဲ့အရေးအယောင်ကိုသာတွေးလိုက်ရပါတယ်ကောင်မလေးဘာဖြစ်နေလဲဆိုတာတေချာမတွေးနိုင်ခင်မှာပဲမိငက်ကသူမကိုလက်ကမ်းပေးဖို့ညင်သာစွာပြောပြီးတန်ဖိုးကြီးတဲ့လက်စွပ်တကွင်းကိုစွပ်ပေးလိုက်ပါတယ်ဒီလက်စွပ်ဟာမျိုးပေါင်း20နဲ့တောင်တန်ကြေးရှိတဲ့ငှက်မျိုးနွယ်စုရဲ့အဖိုးတန်ရတနာဖြစ်တာကြောင့်ကောင်မလေးလုံးဝအန်အောမင်သက်သွားပါတယ်သူမလည်းအရန်ပျော်ရွှင်သွားပြီးမိငက်ကိုစိတ်လာအုပ်ရှားစွာနဲ့ဖက်လိုက်ပါတယ်ကောင်မလေးလက်ကလက်စွပ်ကိုအမက်ဖြစ်သူမြင်သွားတဲ့အခါမှာတော့မနာလိုလုံးလို့မျက်လုံးတွေနီးရဲလာပါတော့တယ်ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုဖော်လို့လှုပ်ထားဖို့မမေ့နဲ့နော်